PSG တို့ Arsenal ကိုခေါင်းရင်းရှင်တိုက်နိုင်မှာမဟုတ်ပါဘူးလို့ပြောလာပြန်တဲ့ PR လို့အားလုံးပဲမင်္ဂလာပါဗျ Entertainment by Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဘောလုံးချင်းညီကိုတွေအားလုံးကတော့ PR လို့ကိုမသိရသူရှိမှာမဟုတ်ပါဘူးကွင်းလယ်တနေရာမှာဘရော့မှအလောတကြီးမရှိပဲပွဲကိုစိတ်ကြိုက်ထိန်းချုပ်မောင်းနေနိုင်တဲ့ပါတီဗီရှင်တဦးဖြစ်တဲ့ PR လို့က Arsenal နဲ့ PSG အသင်းတို့ရဲ့ရှင်ပြိုင်မဲ့ Champions League Final ပွဲစဉ်နဲ့ပတ်သက်ပြီးအခုလိုပြောလာပါတယ် Arsenal မှာအရက်မောင်းအားပါတဲ့ဗဟိုနောက်ခံလူ2ယောက်နဲ့ striker 1ယောက်ရှိပါတယ်ဒါကိုသူတို့အသုံးချပါလိမ့်မယ်ဒီအခြေအနေတွေကိုလေ့လာထားလို့သူတို့ဒီအားသာချက်ကိုအသုံးချနိုင်တာပါကျွန်တော် Arsenal အကြောင်း Premier League နဲ့ Champions League မှာအများကြီးလိုက်ကြည့်ထားပါတယ်သူတို့ကဒီနှစ်မှထကောင်းတာမဟုတ်ပါဘူးရှစ်နှစ်တွေကတည်းကကောင်းနေတာပါသူတို့က Premier League Champion ဖြစ်ဖို့ထိုက်တန်ပါတယ် PSG မှာတော့ Arsenal နဲ့ခေါင်းပြိုင်တိုက်မဲ့ကစားသမားတွေမရှိပါဘူးဒီတော့သူတို့ကမတူညီတဲ့နီလန်တစ်ခုကိုရှာဖွေရပါမယ်လို့ PR ကပြောကြားသွားခဲ့ပါတယ်ဘောလုံးဝါသနာရှင်ညီကိုတို့အနေနဲ့ရောတိုက်စစ်အကောင်းဆုံးအသင်းနဲ့ခန်းစစ်အကောင်းဆုံးအသင်းတို့ချင်းပြိုင်မဲ့ Champions League Final မှာဘလို့ရလဒ်တွေထွက်ပေါ်နိုင်မယ်လို့ယူဆလဲကွန်မန့်မှာမှတ်ချက်ရေးပေးခဲ့ကြပါအောင်ဗျ